ကျွန်တော်ရဲ့ဒီကမ္ဘာဂီတအခမ်းမှာနေပြီးသောတာရှင်များကိုကမ္ဘာဂီတဒုတိယပစ္စည်းများနဲ့ပတ်သက်ပြီးမကြပင်အစီရင်ခံတင်ပြခဲ့ပါတယ်ဒီပတ်မှာတော့ဒီဂီတဒုတိယပစ္စည်းများစတင်ပေါ်ပေါက်လာခြင်းနဲ့ဒီဂီတဒုတိယပစ္စည်းများကလူမျိုးအသီးသီးရဲ့တေးဂီတအသွင်အပြင်ကိုဘယ်လိုပြုပြင်ဖန်တီးတယ်ဆိုတဲ့အကြောင်းတို့ကိုအနည်းငယ်ဆွေးနွေးတင်ပြလိုပါတယ်ကျွန်တော်တို့အားလုံးလူမျိုးအသီးသီးတို့ရဲ့တေးဂီတဟာဖြင့်လူရဲ့အသံနဲ့စတင်ခဲ့ကြတယ်ဆိုတာကိုဖြင့်အထူးအစီရင်ခံပွဲလိုမယ်မဟုတ်ပါဘူးရှေးတလိရိုးရာတေးသချင်းများကတက်သေးခံလို့နေပါတယ်ကျွန်တော်တို့ရဲ့ဘိုးဘေးများဟာမိမိတို့နေ့စဉ်နေမှုထိုင်မှုဒလိကျင့်သုံးမှုများကိုတေးဂီတအသွင်ဖော်ပြကြတဲ့ဒီရှေးဒလိရိုးရာဒလိတေးများဟာဘသူတူတယောက်ကမှစတင်ဆက်ဆိုတဲ့တေးသချင်းများမဟုတ်ကြပါဘူးအင်္ဂလိပ်လူမျိုးရှေးရိုးရာဒလိတေးသူတေသီပုဂ္ဂိုလ်ကြီး Cecil Sharp ကဒီတေးသချင်းများဟာဘဝတူလူတစုတို့နေရင်ထိုင်ရင်ပြောရင်ဆိုရင်ကမိမိတို့ဘဝသရုပ်ထင်တဲ့တေးသချင်းများယခုအလိုလိုဖြစ်ပေါ်လာကြတယ်အဲ့ဒါဒီတေးသချင်းများကိုဒလိထုံးစံအတိုင်းတဆင့်ကတဆင့်ကူးပြောင်းလာရင်ဒီတေးသချင်းများဟာမပြောက်မပြတ်တည်တတ်နေကြတယ်ဒီလိုဖခင်ကသားကမြည်စသဖြင့်တဆင့်ပါဇက်ကတဆင့်ကူးရင်ပြောင်းရင်ပြင်ဆင်မှုတွေမွမ်းမံမှုတွေဖြစ်ပေါ်လာပြီးတော့ကျွန်တော်တို့လက်ထက်မှာကျွန်တော်တို့ယခုသိကြရတဲ့တေးအသွင်တို့ရောက်လာကြတယ်လို့အဆိုရှိပါတယ်တဦးတယောက်ကစဆိုတာမဟုတ်ဘဲနဲ့အများစုရဲ့ပါဇက်ထဲမှာဆိုရင်ညီးရင်ပေါ်ပေါက်လာတဲ့သချင်းတွေမို့လူတဦးတယောက်ကမူဟန်ရဲ့လို့ထင်ရှားမနေဘဲနဲ့ဒီတေးသချင်းတွေမှာအမျိုးသားမူဟန်အစုအပြုံရဲ့မူဟန်အသွင်အပြင်ခြုံလို့ထင်နေကြပါတယ်အဲ့ဒီလိုလူတို့ရဲ့ပါဇက်မှာပေါ်ပေါက်လာတဲ့သချင်းတွေမို့ဒီတေးသချင်းတွေကိုဂီတသံဖော်ရမှာလူရဲ့အသံဟာအဓိကဖြစ်ခဲ့ရပါတယ်ဒီတေးသချင်းများကိုသိရင်ဆိုရင်ဒီတေးသချင်းများနဲ့ကာရင်ခုံရင်မြူးရူရင်ကျွန်တော်တို့ရဲ့ဘေးဘီအဆက်များဟာသူတို့လက်လှမ်းမိရာဂီတသံပေါက်မယ်လို့ထင်ရတဲ့ကိရိယာများနဲ့ဖေးကူဖက်တွဲသီဆိုကခုံကြပါတယ်ဒါကြောင့်မို့ဒီရှေးရိုးရာဒလိတေးတွေမှာအဓိကထားပြီးတော့နားထောင်စရာဂီတသံဟာလူရဲ့အသံပင်ဖြစ်ပါတယ်ကျွန်တော်တို့လူတိုင်းသိကြတဲ့ရွှေဘိုဘုံကြီးသံဆိုပါဆိုခင်ဗျာဒီဘုံကြီးသံဟာတကယ်မူရင်းရှေးအသွင်အတိုင်းရွှေဘိုကပညာရှင်ကြီးများစောင့်ထိန်ထားတဲ့မူမှာအတီးကဘုံကြီးနဲ့ရခွင်းမဲ့ပါကြတာကိုတွေ့ရပါတယ်အလားတူကပ္ပဂီတမှာအရရကရှေးရိုးရာဒလိတေးတွေဟာလဲလူတို့ရဲ့အတန်နဲ့စတင်တီးဖွဲ့ကြတဲ့တေးဂီတတွေပေါ့ခင်ဗျာဒီတေးတွေဟာတေးသွားကလည်းလွယ်ရိုးစင်အကြောင်းအရာကလည်းလွယ်ရိုးစင်ဖြစ်ကြရမယ်အကြောင်းဟာတော့ဖြင့်အထူးအစီရင်ခံပွဲလိုမယ်မဟုတ်ပါဘူးဒီလိုရှေးဒလိတေးတွေကမ္ဘာဂီတမှာမြောက်များစွာရှိကြတဲ့အထက်ကလက်လှမ်းမီတဲ့တေးသချင်းတစ်ပုဒ်ကိုကျွန်တော်ဒီနေ့ရွေးချယ်ပြီးတော့ဒုတိယပစ္စည်းများမပေါ်မီကအသွင်နဲ့ဒုတိယပစ္စည်းအနည်းငယ်ပေါ်ဂိုက်အသွင်နဲ့ဒုတိယပစ္စည်းများပေါ်ပြီးအသွင်တို့ကိုတင်ပြဆွေးနွေးလိုပါတယ်အင်္ဂလန်ပြည်ကရှေးရိုးရာဒလိတေးသချင်းတွေနဲ့တော်ကလေးရှေးကြတဲ့ရိုးရာဒလိတေးကလေးတစ်ပုဒ်ကိုရွေးထားပါတယ်ဒီတေးကလေးကတော့ဖြင့်16ရာစုခေတ်ဦးလောက်ကပေါ်ပေါက်လာခဲ့တဲ့ Green Sleeves to a Ground ဆိုတဲ့ရှေးရိုးရာဒလိတေးပါပဲအမှန်ကတော့ဒီသချင်းရဲ့တေးသွားဟာနှစ်ပေါင်း400ကျော်မကပေါ်ပေါက်ခဲ့ပြီးတဲ့နောက်ဆုံးအခုလက်ထက်အထိ Green Sleeves to a Ground ဆိုတဲ့အသွင်နဲ့တည်တံ့လာခဲ့တာဖြစ်ပါတယ်အစိမ်းရောင်အဝတ်တန်စာများကိုဝတ်ဆင်ထားတဲ့အမျိုးသမီးကြီးရဲ့ဟန်အမူအရာကိုဖွဲ့ဆိုထားတဲ့တေးဖြစ်ပါတယ်မူရင်းဆိုဟန်နဲ့တန်ဒီတန်နာကိုယခုကြားကြပါလိမ့်မယ်ခင်ဗျာ Alas, my love, you do me wrong to cast me off discourteously, for I have courted you so long, delighting in your company.
ဒီရှေးရိုးရာအတိုင်းတေးသွားဟာဖြင့်ကြားခဲ့ကြသလိုလွယ်လွယ်ရိုးရိုးစင်စင်ပဲဖြစ်ပါတယ်အားလုံးပေါင်းမှစီပေါင်း16စီအတန်ပေါင်း30ကျော်လောက်ပဲရှိပါတယ်အဲ့ဒီအတန်စုများဟာလည်းပဲတဲအစရှိသဖြင့်အတက်အဆင်းလွယ်လွယ်နဲ့အလိမ်အကောက်မရှိပဂရိစင်စင်ကလေးတွဲတည်ထားတာကိုတွေ့ရပါမယ်ဒီလိုတေးသချင်းမျိုးကိုပထမဦးစွာဂီတသံဖော်တာကတော့ဖြင့်အခုကြားခဲ့ရသလိုလူတို့ရဲ့အသံနဲ့ဖော်ကြမှာဖြစ်ပါတယ်ဒီနောက်လူတို့ဟာဂီတသံဖြစ်ပေါ်စေတဲ့ဒုတိယပစ္စည်းကိရိယာများရှာကြံပြီးတော့ထွင်ကြပါတယ်19ရာစုခေတ်စောစောအချိန်မှာအီတလီပြည်ကဆိုရင်ဒုတိယပစ္စည်းလုပ်သူများဟာတရောများစတင်ထုတ်လုပ်ကြတဲ့အကြောင်းကျွန်တော်အစီရင်ခံခဲ့ပူးပါတယ်ကျွန်တော်စန်းနီယာနဲ့ပတ်သက်လို့အစီရင်ခံခဲ့ပူးတဲ့ harpsichord တို့လို clavichord တို့လိုခလုတ်နဲ့နှိပ်ပြီးတော့တီးရတဲ့ဒုတိယပစ္စည်းများကအစဂီတသံဖော်တဲ့ကိရိယာများတစပုံမူရရှိလာကြတဲ့အခါမှာတေးဂီတရဲ့အသွင်အပြင်ဟာပြောင်းလဲခဲ့ပါတယ်လူတွေဟာလူရဲ့အသံကိုအဓိကထားပြီးတော့နားထောင်အရသာခံကြရမှလွယ်ကူတဲ့ပစ္စည်းလက်လှမ်းမီတဲ့ဒုတိယပစ္စည်းတို့ရဲ့အသံနဲ့ပထမတွဲဖက်ပြီးတော့နားထောင်အရသာခံတဲ့အလေ့အကျင့်ရလာကြပါတယ်အဲ့ဒီအခါမှာဒုတိယပစ္စည်းများကဖန်တီးတဲ့ဂီတတီးခွက်ဆိုတာတဖြည်းဖြည်းပေါ်ပေါက်လာပါတယ်အဲ့ဒီအခါမှာလူအသံတဲ့ထူးကဲထွေပြတဲ့အသံများနဲ့တန်စာဆင်းတဲ့တီးခွက်များလည်းပဲတဖြည်းဖြည်းရလာပါတယ်အသံထုတ်လုပ်တဲ့ဒုတိယပစ္စည်းများကဖန်တီးတဲ့အသံအချို့ဒီဟာလူအသံလိုက်လို့မမှီတဲ့အသံများလည်းရှိပါတယ်လူသူတို့ဟာလူအသံတဲ့အော်တဲ့အသံအော်ကြီးတွေလည်းပဲထုတ်လုပ်နိုင်ပါတယ်လူအသံလိုက်လို့မမှီအောင်မြင့်တဲ့သေးတဲ့အသံကလေးများကိုလည်းပဲထုတ်လုပ်နိုင်ပါတယ်အဲ့ဒါလိုပြုလုပ်နိုင်ကြတဲ့ကိရိယာပစ္စည်းများနဲ့ဆိုတော့ကနဦးလူတို့ရဲ့အသံဟာဖန်တီးနိုင်တဲ့တေးသချင်းများဟာဝေဝေဆာဆာနဲ့အသွင်တစ်မျိုးပြောင်းသွားကြပါတယ်ဒီအချက်ကလေးကိုတင်ရှားအောင်ကျွန်တော်တို့ခုနကကြားခဲ့ရတဲ့ရှေးနှစ်ပေါင်း400ကျော်500လောက်ကရှေးရိုးရာဒလိတေးလေးနဲ့အခုခေတ်ဒီတေးစာကိုပဲနောက်ပေါ်ဒုတိယပစ္စည်းများနဲ့တဆင့်တန်စာဆင်းထားတဲ့တေးအသွင်တို့ကိုရှင်းပြီးတော့တင်ပြလိုပါတယ် Alas, my love, you do me wrong to cast me off discourteously, for I have courted you so long, delighting in your company. ဒီတေးသွားကလေးကိုပဲကနဦးဒုရိယာအနည်းငယ်နဲ့တွဲဖက်ပြီးတော့ဂီတအသွင်ကိုဖန်တဲ့အဆင့်ရောက်လာတဲ့အခါမှာ Alas, my love, you do me wrong to cast me off discourteously, for I have courted you so long, delighting in your company. Green sleeves was all my joy, green sleeves was my delight, green sleeves my heart of gold, and who but my lady green sleeves. ဒုရိယာအနည်းငယ်နဲ့တန်းစားဆင်လိုက်တဲ့အသွင်ကနေပြီးဒုရိယာအများစုနဲ့တီးမှုတ်လိုက်တဲ့အသွင်ကိုယခုတင်ပြပါမယ် 「
ခုဘကပဂီတကမှာတေးသချင်းတပုတ်လူအတန်နဲ့ဖန်တီးတဲ့တေးအသွင်ကဒုရိယာပစ္စည်းများနဲ့ဖန်တီးတဲ့တေးအသွင်တို့တစရောက်သွားဖို့ကိုအဆင့်30နဲ့တင်ပြခဲ့ပါတယ်တေးဂီတကြီးထွားလာခြင်းကိုမှတ်တိုင်3တိုင်နဲ့တိုင်းထွာတင်ပြခြင်းတစ်မျိုးပါပဲခင်ဗျာသောတာရှင်အပေါင်းကြမှာချမ်းသာတော်မူကြပါစေ